GED လူမှုရေးဘာသာရပ်မှာအဓိကအဖြစ်အပိုင်း၄ပိုင်းရှိပါတယ်။ American နိုင်ငံရဲ့သမိုင်းအစိုးရအကြောင်းနဲ့နိုင်ငံသားအခွင့်အရေးနဲ့တာဝန်စီးပွားရေးပထဝီနဲ့ကမ္ဘာသမိုင်းတို့ပဲဖြစ်ပါတယ်။ဒီဗီဒီယိုကစာသင်ဖို့ငွေချေးခက်ခဲရှိတဲ့လူတွေအလုပ်လုပ်ရင်းစာသင်ချင်တဲ့လူတွေဘာသာစကားအားနည်းတဲ့လူတွေအတွက်ရည်ရွယ်ပြီးလှုပ်ထားတာကြောင့်အားလုံးပဲအဆင်ပြေကြပါစေ။ကဲဒါဆိုရင်ကျွန်တော်တို့ American သမိုင်းကနေစပြီးတော့ကြည့်အောင်။သင်ခန်းစာ1မှာအပိုင်း၄ပိုင်းရှိပါတယ်။စူးစမ်းရှာဖွေခြင်းကိုလိုနီစနစ်တော်လှန်ရေးဖြစ်လာပုံနဲ့ American တော်လှန်ရေးတို့ပဲဖြစ်ပါတယ်။အပိုင်း1စူးစမ်းရှာဖွေခြင်းဘာကြောင့်ဥရောပသားတွေကနေမြေတစ်ကိုရှာဖွေခြင်းကြလာလဲ။လွန်ခဲ့တဲ့1400ခုနှစ်တွေမှာဥရောပနိုင်ငံတွေကနေမြေအစ်ကိုစူးစမ်းရှာဖွေခဲ့ကြတယ်။နေမြေအစ်ကိုစူးစမ်းရှာဖွေလို့တဲ့နောက်မှာအဓိကအကြောင်းအရင်း၃ချက်ရှိပါတယ်။နံပါတ်1အချက်ကတော့ကျွယ်ဝချမ်းသာမှုကိုလိုချင်တာကြောင့်ဖြစ်ပါတယ်။သူတို့တွေကအာရှတိုက်ကနေပြီးတော့ရွှေငွေတန်မိုးကြီးတဲ့ဟင်းခတ်အမွေးဆိုင်တွေကိုလိုချင်ကြတယ်။ဒါပေမဲ့ဥရောပတိုက်ကနေပြီးတော့အာရှတိုက်ကိုဆက်သွယ်ထားတဲ့ကုန်သွယ်ရေးလမ်းကြောင်းကအရန်ရှည်တယ်။အရန်လည်းအနေရများတယ်။ဒါကြောင့်ပေါ်တူဂီနဲ့စပိန်တို့လိုနိုင်ငံတွေဟာရေလမ်းကြောင်းအသစ်ကိုလိုချင်ခဲ့ကြတယ်။ဒုတိယအချက်ကတော့ခရီးယန်သာသနာကိုပြန့်ပွားအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။တတိယအချက်ကတော့ငယ်နေတဲ့တွေကိုသိမ်းယူပြီးတော့သူတို့နိုင်ငံရဲ့အင်အားကိုကြီးလာအောင်လုပ်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအချက်၃ချက်ကို Go God Glory Free ကြီးလို့အလွယ်မှတ်ထားလို့ရပါတယ်။အဲ့ဒီခေတ်ကာလကို Age of Exploration စူးစမ်းရှာဖွေခြင်းခေတ်လို့ခေါ်ကြပါတယ်။အဲ့လိုစူးစမ်းရှာဖွေမှုတွေကိုလုပ်တာဟာနိုင်ငံတွေအတွက်ကြွယ်ဝချမ်းသာမှုနဲ့အင်အားကြီးထွားလာစေမဲ့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။အောင်မြင်ကျော်ကြားတဲ့စူးစမ်းရှာဖွေသူများ The New World ကမ္ဘာသစ်ကိုရှာဖွေခဲ့တဲ့လူတွေထဲမှာ Christopher Columbus ကအောင်မြင်ကျော်ကြားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။သူကစပိန်နိုင်ငံအတွက်1492ခုနှစ်မှာနယ်မြေသစ်ကိုရှာဖွေဖို့ကြွလွင်ခဲ့တယ်။အာရှတိုက်ကိုသွားဖို့ကြိုးစားပေမဲ့သူတကယ်တမ်းရောက်ခဲ့တာ The Caribbean ပဲဖြစ်ပါတယ်။သူကမြောက်အမေရိကကိုမရောက်ခဲ့ပေမဲ့လည်းစပိန်ကိုလိုနီနယ်ချက်တွေအတွက်ဦးဆောင်လမ်းပြဖြစ်ခဲ့ပါတယ်။1490ခုနှစ်မှာJohn Cabot ဆိုတဲ့လူကအင်္ဂလန်နိုင်ငံအတွက်ရွက်လင့်ခဲ့ပြီးတော့မြောက်အမေရိကကိုပြေးခဲ့တာဖြစ်ပါတယ်။ The Columbian Exchange ဆိုတာဘာလဲ။ဥရောပသားတွေအမေရိကကိုရောက်ပြီးတဲ့နောက်မှာ The Old World ကမ္ဘာဟောင်းဖြစ်တဲ့ဥရောပတိုက်အာရှတိုက်အာဖရိကတိုက်နဲ့ The New World ကမ္ဘာသစ်ဖြစ်တဲ့အမေရိကတိုက်နှစ်ခုကြားမှာကုန်သွယ်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ဒါကို Columbian Exchange လို့ခေါ်ပါတယ်။ဥရောပသားတွေကမြင်းနွားဝက်နဲ့ဂျုံတို့ကိုအမေရိကတိုက်ကိုယူဆောင်လာတယ်။အပြန်အလှန်အနေနဲ့သူတို့ကတောင်ဖူးအာလူခန်းချီတီနဲ့တိုပါကိုတို့ကိုပြန်ပြီးတော့ယူဆောင်သွားတယ်။အဲ့လိုလဲလှယ်ခြင်းတွေလုပ်ပြီးတော့ကမ္ဘာတလွှားမှာအစားအစာနဲ့စိုက်ပျိုးရေးကိုပြောင်းလဲနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒေသခံလူမျိုးတွေတခါမှမဖြစ်ဘူးတဲ့ယောဂအသစ်တွေကဥရောပနိုင်ငံသားတွေစီကနေကပ်ပါလာခဲ့ပါတယ်။သန်းနဲ့ချီတဲ့ဒေသခံလူမျိုးတွေကအဲ့ဒီယောဂကြောင့်ပြေခဲ့ရတယ်။အဲ့ဒါအပြင်ဥရောပသားတွေကဒေသခံတွေရဲ့နေမြေကိုသိမ်းယူခဲ့ကြတယ်။နောက်ပြီးတော့ဒေသခံတွေကိုခရီးယန်ဘာသာထဲကိုဝင်ဖို့အတွက်ဖိအားပေးခဲ့ကြပါတယ်။ဥရောပနိုင်ငံများအင်အားပြိုင်ဆိုင်မှုဥရောပနိုင်ငံတွေဟာအမေရိကတိုက်မှာနေမြေတွေကိုရရှိလာတာနဲ့အမျှနိုင်ငံတွေကြားမှာလည်းပြိုင်ဆိုင်မှုတွေဟာပြင်းထန်လာခဲ့ပါတယ်။စပိန်၊ပြင်သစ်၊အင်္ဂလန်နဲ့နယ်သာလန်တို့လိုနိုင်ငံတွေဟာအင်ပါယာတွေကိုချဲ့ထွင်းချင်ကြတယ်။တန်မိုးကြီးတဲ့အရင်းအမြစ်တွေကိုထိန်းချုပ်ချင်ကြတယ်။ဒါတွေကြောင့်ပဲအင်အားကြီးတဲ့နိုင်ငံတွေကြားမှာပြိပခတွေဖြစ်ခဲ့ရပါတယ်။အမေရိကတိုက်ရဲ့အလယ်ပိုင်းနဲ့တောင်ပိုင်းမှာပထမဦးဆုံးအင်ပါယာကိုထူထောင်နိုင်ခဲ့တဲ့နိုင်ငံကစပိန်နိုင်ငံဖြစ်ပါတယ်။ပြင်သစ်ကတော့ကနေဒါနဲ့မက်ဆီစပီမြစ်ကိုအာရုံစိုက်ခဲ့တဲ့ဒေသခံအမေရိကန်လူမျိုးတွေနဲ့အမွေးအထည်ကုန်သွယ်မှုတွေကိုတည်ဆောက်ခဲ့ပါတယ်။1600ခုနှစ်မှာအင်္ဂလန်နိုင်ငံက Jamestown တို့လိုမျိုးအခြေချနေရာတွေကို Atlantic ကမ်းရိုးတန်းတစ်လျှောက်မှာတည်ဆောက်နိုင်ခဲ့တယ်။နောက်ပြီးကိုလိုနီ73စုကိုအခြေချနိုင်ခဲ့ပါတယ်။ဒီအင်အားကြီးတဲ့နိုင်ငံတွေကြားမှာနယ်မြေလူစစ်ပွဲတွေဖြစ်ခဲ့တဲ့အဲ့ဒီထဲမှာ1954ကနေ1963ခုနှစ်အထိဖြစ်ခဲ့တဲ့ပြင်သစ်နဲ့ India War ကတော့အထင်ရှားဆုံးပဲဖြစ်ခဲ့ပါတယ်။အဲ့ဒီစစ်ပွဲကမြောက်အမေရိကကိုထိန်းချုပ်မှုရယူလိုတဲ့အင်္ဂလန်နဲ့ပြင်သစ်ကြားကစစ်ပွဲပဲဖြစ်ပါတယ်။နောက်ဆုံးမှာအင်္ဂလန်အနိုင်ရခဲ့တယ်ပြင်သစ်နယ်မြေအများအပြားကိုရရှိခဲ့တယ်ဒါပေမဲ့အင်္ဂလန်နိုင်ငံအဲ့ဒီစစ်ပွဲအတွက်ငွေကြေးအမြောက်များကုန်ကျခဲ့တယ်အဲ့ဒီစစ်ပွဲက American တော်လှန်ရေးကိုအစပြုခဲ့ပေးတဲ့စစ်ပွဲလေးဖြစ်ပါတယ်